ကျမနာမည်ကတော့မတ်ချွန်တော်ဝင်းဖြစ်ပါတယ်ကျမကတော့ Prudential မြန်မာမှာ Agency Unit Manager ရာထူးနဲ့တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်အသက်အာမခံလုပ်ငန်းတစ်ခုမှာဒီအသက်အာမခံ product တွေကိုရောင်းရဖို့အတွက်ဆိုရင် main ပေါ့နော်အဓိကလှုပ်ဆောင်မှာတော့ sharing ပါပဲအသက်အာမခံဆိုတာဘာဆိုတဲ့အရာကိုအရင်ပြောတယ်ကျန်းမာရေးအာမခံဆိုတာဘာဆိုတာအရင်ပြောတယ်ပညာရေးအာမခံဆိုတာဘာလဲဆိုတာအကုန်လုံး customer တွေကိုရှင်းပြတယ်တစ်ခုချင်းကိုရှင်းပြပြီးလို့ရှိရင်အဲ့တစ်ခုချင်းစီကဘာတွေအကျိုးကျေးဇူးတွေရှိတယ်ဆိုတာသူတို့ကိုတည်တည်ချာချာရှင်းပြတယ်ဆိုတော့ကျမကတနေ့ကိုလူ9ယောက်ကိုဒီအာမခံနဲ့ပတ်သက်ပြီးရှင်းပြတယ်သူတို့ကိုရှင်းပြတဲ့အချိန်မှာကျမကသူတို့ဝယ်တာမဝယ်တာရိုင်းနားထောင်တာမနားထောင်တာကိုကျမသိပြီးတော့အာယုံမဆိုင်ဘူးကျမသူတို့ကိုပြောပြတယ်ဒါလေးကဒီလိုလေးရှိတယ်သူတို့ရဲ့အသည့်သူတို့ရဲ့အတွေးထဲမှာအာမခံဆိုတာကောင်းတယ်ဆိုတဲ့အချက်ကလေးတစ်ချက်ဝင်သွားရင်ကျမအဆင်ပြေတယ်ဆိုတော့လေကျမအဲ့လိုမျိုး sharing ကိုအဓိကထားပြီးလုပ်တယ်sharing ပြီးတော့မှ okay သူတို့က sharing ကိုသဘောကျသွားပြီနောက်ပြီးတော့ကိုယ့်ရဲ့ brand ပေါ့နော်ကိုယ့်ကို तू ကယုံကြည်မှုရှိတယ်ဆိုရင် तू ကအဲ့လိုဝယ်လာတာပဲဟုတ်ပြီကျမဒါလေးထားခြင်းတယ် okay ရတယ်ဒါဆိုကျမကူညီပေးမယ်အဲ့ဒီမှာမှ sharing ပြီးတော့မှကျမတို့ရဲ့နောက်တဲ့ sale process ဆိုတာလာပါတယ်ဟုတ်လူတယောက်ကိုရောင်းရဖို့အတွက်ဆိုရင်တော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်သူနဲ့ကိုက sing ဆိုလို့ရှိရင်တစ်မျိုး unsing ဆိုရင်တစ်မျိုးတချို့က sing ဖြစ်ပြီးသားသိပြီးသားခင်မင်ပြီးသားဆိုပေမဲ့9ခါလောက်ပြောရတာရှိတယ်တချို့က unsing လုံးဝမမြင်ဘူးအဲ့လို customer ကချက်ချင်းသိန်းပေါင်းများစွာထားသွားတာလည်းရှိတယ်တကယ်ကိုယ့်ရဲ့ sharing ကိုဗီဒီယိုလေးတစ်ပုတ်လောက်ကိုကြည့်သွားပြီးတော့ကိုယ့်စီကိုလာတဲ့အမတယောက်ဆိုရှိတယ်အဲ့ဒီနေ့မှာကျမဗီဒီယိုလေးတစ်ပုဒ်ကိုတင်လိုက်တယ်ပေါ့နော်အဲ့ဒီဗီဒီယိုလေးကဘာလဲဆိုတော့ရှင်ကျမတို့ရဲ့ခန္ဓာကိုယ်က value 0ဖြစ်နေလားအဲ့ဗီဒီယိုလေးကိုကျမတင်လိုက်တဲ့အခါမှာ तू ကအဲ့မှာအတွေးပေါက်သွားတယ်သူ့ရဲ့ခန္ဓာကိုယ်က value 0မဟုတ်ဘူးဆိုတာကို तू သိတဲ့အတွက်ကျမရဲ့ post လေးမှာ तू ကလာပြီးတော့ဖုန်းနံပါတ်လေးလာတောင်းတာပေါ့နော်ဖုန်းနံပါတ်လေးလာတောင်းပြီးတော့နောက်တစ်နေ့ဆိုလို့ရှိရင် तू ဖုန်းဆက်တယ်ကျမကိုအာမခံဝယ်ခြင်းလို့ပါပေါ့နောက်ပြီး तू ကကျမနဲ့ဒီလိုစကားပြောရင်းနဲ့ तू ကတစ်ခုပြောသွားတာပေါ့နော်အာမခံကိုထားဖို့ဒီလိုပေါ့နော်စဉ်းစားမိတာညီမလေးရဲ့ဗီဒီယိုလေးကြောင်းနဲ့ဘာဖြစ်လို့လဲဆိုတော့အမတို့ကညီမလေးဗီဒီယိုမှာပြောသလိုပဲပေါ့နော်အမတို့ခန္ဓာကိုယ်ကစပြီးတော့မွေးဖွားတဲ့အချိန်ကနေစပြီးအခုအရွယ်တစ်ခုရောက်တဲ့အထိငယ်တွေကနေရှင်သန်လာအောင်ကြီးပြင်းလာအောင်ဒီခန္ဓာကိုယ်ကြီးကိုပြုစုရတယ်ကျောင်းတွေတက်ရတယ်စာတွေသင်ရတယ်ပြီးလို့ရှိရင်အလုပ်တွေလုပ်ရတယ်အိမ်အောင်တွေပြုရတယ်ကလေးတွေမွေးရတယ်စီးပွားရေးတွေလုပ်ရတယ်အရန်ပင်ပန်းတဲ့ခန္ဓာကိုယ်ကြီးအဲ့လိုခန္ဓာကိုယ်ကြီးကတစ်ခုခုဖြစ်သွားတဲ့အခါမှာ value က00ဖြစ်သွားတာဒါမတန်ဘူးပေါ့နော်ညီမလေးရဲ့ဗီဒီယိုမှာအဲ့လိုပြောထားတယ်ဆိုတော့အမကလည်းအခုဆို40ကျော်ပတ်ဝန်းကျင်ရောက်ပြီပေါ့နော်ကိုရိုင်းလည်းစီးပွားရေးကိုဥဆောင်နေတဲ့သူတယောက်ဖြစ်တယ်တဲ့ဒါပေမဲ့အမတစ်ခုခုဖြစ်သွားလို့ရှိရင်အမ value က0ဆိုတာအမလက်မခံနိုင်ဘူးပေါ့နော်အဲ့ဒါကြောင့်ညီမလေးကိုဆက်သွယ်တာဖြစ်တယ်ဆိုဒါဆိုလို့ရှိရင် unseen တစ်ခါမှလည်းမမြင်ဘူးသူ့ကိုလည်းတစ်ခါမှလည်းကို sharing မလုပ်ဘူးပေါ့နော် direct sharing မလုပ်ဘူးဆိုတော့ဒီလိုမျိုး customer ဆိုရင်တော့ unseen အနေနဲ့လာပြီးသူတန်းဝင်သွားတယ်အဲ့တော့သူတို့ကိုလည်းကိစ္စမရှိဘူးကိုဒီတစ်ချိန်ပြောမယ်နှစ်ချိန်ပြောမယ်သုံးချိန်ပြောမယ်โอเคသူတို့တစ်ချိန်ချိန်မှာတော့ကိုကိုလာပြီးတော့ပြန် contact လုပ်မှာပဲလေအော်သူတို့ကတော့အရင်ကြီးဖို့တော့မပေးဘူးပေါ့နော်ပြောပြတယ်โอเคထားတင်တယ်ဒါလေးကထားတင်တယ်ပြောပြတယ်သူတို့ချိန်ကြရင်ကိုကိုပြန်ပြီးတော့ဆက်သွယ်လာပါတယ်အဲ့လိုလိုမျိုးတည်းလားဟုတ်ကဲ့ပါရှင်